ကဲအားလုံးပဲမင်္ဂလာပါဒီညတော့အခုဒါကဘာအစ်စ်ပေါ့နော်ကျွန်တော်ဒါကဘာအစ်စ်တစ်ခုလေးnew wall လေး create လုပ်လိုက်တယ်ဒါပေမဲ့ကျွန်တော် create လုပ်လိုက်တဲ့အချိန်မှာပဲညဖြစ်နေရပေါ့စိတ်မကောင်းစွာနဲ့ပဲညဖြစ်နေတဲ့အခါကျတော့ထုံးစံတိုင်းကျွန်တော်ပြေးဖို့ပဲရှိတော့တယ်ဒီညကတော့ခက်ခဲတဲ့ညလည်းညဖြစ်မယ်လို့မျှော်လင့်ဟိုမှာကြည့်အောင် border တကောင်လိုက်လာနေရတွေ့လား you see လိုက်လာနေတယ်လို့အဲ့ကောင်ကျွန်တော်လိုက်လာနေရကျွန်တော်ကိုလိုက်လာမင်းအစင်းနဲ့ကွာမင်းငါ့ကိုငါမြေကြီးလုံးပါလေကွာတက်လားဒီညကတော့အထီးကျန်သွားပဲပေါ့ဗျာကျွန်တော်ဒီတောင်းပါကျွန်တော်ရက်ရတော့မယ်ဟိုကောင်ဘာလို့တော့ကြောက်ပါလဲတနာပါသေးတယ်ကွာအဲ့ဒါမျိုးကတော့ဒါနဲ့စကားမနဲ့ကျွန်တော်လည်းအပေါ်ဘယ်လိုတက်ရမှာကျွန်တော်မသိတော့ဘူးသူနီလန်းတွေ့သွားပြီကျွဲကျွဲဝတ်တယ်ငါဝတ်တယ်ခုကျေးစားနေတယ်ဟာဟိုမှာနောက်တော့ကောင်လာပြန်ပြီကွာမပြောတော့ဘူးကွာအဲ့လောက်ကြတော့မင်းတို့ဟာလေအင်းကဲအောက်ကိုဆင်းငါအခုမှကဘာသေးစောက်တာလေကွာငါဘာမှ crap လောက်ရတယ်မင်းတို့ငါအဲ့လောက်ရန်လို့လေအစင်မပြေလိုက်တာအောက်ကိုဆင်းလို့ညမင်းတို့မဆင်းငါဆင်းရောငါဆင်းငါသိမောဟိုကောင်လည်းပြောကြငါတိပါတယ်အဲ့ဒါငါဒီဘက်ကိုဒီတုံးလက်ကျန်တုံးနဲ့လာတက်ခဲ့လားပြင်းဟုတ်တယ်လားတက်ကြမင်းတို့ဒလုံနီးနဲ့မင်းတို့ပြုတ်ကြတည်အောင်လားရိုက်လား are you ready okay လာဒီဘက်ခုံချခုံးလို့အေးဟုတ်တယ်လားပြည့်ဒီကိုပြလာအေးစေးပဲဒီကနေကူးွားလို့တော့ရပြီအဆင်ပြေတယ်ဟိုကောင်ကြံသေးတယ်လေလာမင်းညီကိုရင်ပြဘူးလားအေးအမခုံချကြအဆင်ပြေတယ်လာနောက်ခါတက်ခဲ့အဲ့ဒါတက်တော်တယ်မင်းနဲ့မိုးလင်းတဲ့အထိမင်းတို့နှစ်ကောင်ဒီတိုင်းပဲလောက်အောင်မေငါလည်းဒါပဲလောက်အောင်မေအေးဟုတ်တယ်နော်လာဒီပြန်ဟိုဘက်ကနေပတ်တယ်အေးတက်နောက်နေ့ကျရင်ငါမင်းတို့တော့ငါလမ်းခင်းပေးရမယ်ကွာတိလားရိုက်ပြီနော်ဒီကိုနေအောင်လုံးရိုက်စင်ခုံချအေးပြောတယ်ကောင်းတယ်လာတော်ဟိုကနေပတ်တယ်လို့ကြားတယ်နော်အေးဟုတ်တယ်ရိုက်နော်ရောက်ပြီနော်ကဲခုံချခုံဟိုကောင်မလုပ်တာနောက်ကလည်းပတ်မသွားခုံချရတယ်ချီးပဲမင်းနင်းအောင်နောက်ကောင်လေးကိုငါဒီမှာဒရုန်းခင်းပေးအောင်မယ်ငါတည်းမြေကြီးတုံးလေးယူထားလိုက်မယ်နော်ရလားရိုက်ခုံးနေနေသေးကွာနေနေသေးပြုတ်ကြနေဘာဘယ်သွားဒီလိုလာဖုန်းကြောင်းကဒီဘက်မှာဖုန်းကြောင်းကဒီဘက်မှာနားတော့မလာသေးဘူးလားခေါင်းချဟာကွာမင်းတို့ကောင်လည်းတိတ်ဒမ်းမရမရှိတော့ငါသိပါတယ်okay ခဏရဗျာဒီကျွဲကဘာဖြစ်ချင်အောင်မေးပေးအောင်ကဲအဲ့တော့ဒီနှကောင်အောက်မှာနေကြတော့ဆိုနေကြရမင်းတို့နှကောင်အဲ့မှာနေကြတော့ရတယ်မိုးလင်းတော့မှာဘလို့နေဆိုမင်းတို့နှကောင်အဲ့မှာနေကြတော့ဟိုမှာကြောင်လားကြက်တက်လားမသိတက်နေရဖြစ်တဲ့တော့ကြောင့်ခရီးပါရှိမှသိကြတယ်ကဲဒီကဘာကြီးကွာကံမကောင်းညင်တာများပြောရမယ်ဆိုရင်ကွာအခုမှဒီကဘာတစ်လေးတစ်ခုလောက်လိုက်တယ်ကွာဒီကဘာတစ်လေးမှာရောက်ချင်းပဲဒီမှာဇော်မီအစီးကျိုတယ်ညဘက်ကြီးဖြစ်နေရဲဆိုတော့အခုမိုးတော့လင်းတော့မယ်ဒါနေရဟိုဘက်ကထွက်มาတော့ဒီကောင်နဲ့နေရိတ်နဲ့မိနေဒီကောင်နဲ့သေပါမလားမိုးလင်းအဲ့ဆိုရင်ငါဒီအပြင်ထွက်လို့ရပါမလားတေချာအောင်နော်အဲ့တော့အရင်ဆုံးငါဒီကနေပြီးတော့မြင့်ကြီးတွေအရင်တိုးပြီးတော့အပေါ်ရသလောက်တက်မယ်ကွာthat's my plan okay အဲ့တော့ငါဒီကနေတက်မယ်
နည်းဆုံးတော့မြေကြီးတုံးနဲ့တစ်ခုလုံးလို့ရပါဒီမှာဟဲ့မီးသွေးပါရှိတယ်โอเคနောက်နေ့ညကျရင်အဲ့ဒါငါမောင်မဲထဲမှာနေလို့မရတော့ဘူးပေါ့ဟဲ့တော့တဲ့အဲ့ဒါငါတစ်ပင်တစ်ပင်ရှာမရမှာကွာတစ်ပင်ရှာမရမယ်အပေါ်မှာတစ်ပင်ရှိမလားဟဲ့ဘာကြီးတွေကိုအပေါ်မှာတစ်ပင်ရှိ I think ဟိုနေမီးလောင်နေရဲ့ဟောနေလာငါတကယ်လို့ချင်းနေမကောင်းရင်မင်းတို့သားစားရမှာကဲအဲ့တော့ကျွန်တော်အခုတစ်ပင်သွားခုတ်ပါမယ်တစ်ပင်ခုတ်မယ်ပြီးလို့ရှိရင်ကျွန်တော်ခုနတွေကမီးသွေးတွေ့ထားမီးသွေးတူးမယ်ပေါ့နောက်နေ့ကျရင်တော့ကျွန်တော်လင်းထင်းလေးနဲ့နေရတော့မှာပေါ့ဗျာကြက်ကရမီးရုပ်ကဘာဖြစ်နေတာကြက်ဟုတ်ကြက်ကြားလိုက်တာကွာโอเคခုတ်ကွာဘောโอเคကြက်လည်းမရှိတော့ဘယ်ဝါလဲမသိပါဘူးကွယ်ဟိုမှာအဲ့လိုအိုင်နာတဝိုက်ကသွားမီးသွေးတော်တော်များတာပဲဟိုင်းရအပေါ်မှာရွာလားဟဲ့ဟိုကအိမ်လေးမလားအဲ့ရွာထနေဟုတ်လားအဲ့ဒါရွာထနေငါသွားကြည့်မှရမယ်ကွာဒီကိစ္စကတော့ဒီတိုင်းလွတ်ထားလို့မရတော့ရွာဆိုရင်ငါသွားကြည့်မှရမယ် anyway ဒီမှာနေဒီနာလီကညာလေးကငါ့ရဲ့ spawn point ဖြစ်တဲ့အတွက်ကြောင့်မလို့ငါကားဒီနားမှာဒါယူမယ်ကွာဟုတ်လား17ရပြီဆိုလို့ရှိရင်ငါဒီမှာပြီးတော့တစ်ပင်ကခဏခေါ်ရတယ်ပြီးရင်ပေါက်တူးကလည်းလိုတယ်ပြီးရင်ခုနဟိုလေးကပေါက်တူးကအဲ့ဒါနဲ့တူးအောင်ပါပြီးရင်ငါဒီမှာထပ်ဖတ်မယ်ကွာဒုတ်ချောင်းလေးထပ်ယူမယ်ပြီးလို့ရှိရင်ငါဘာလုံးမလဲပြောပစိန်ရပေါက်တူးရရပြီးတော့အတွင်းများယူမယ်အတွင်းများမြေကြီးတူးရမယ်လေနော်အဲ့ပြင်ဘာလို့သေးလဲအနေပါခုတ်တာဒါမလိုပါဘူးတသားသားကြီးကဘာလုပ်ပါလဲနော်โอเคအားတဲ့ငါဒီပစိန်လေးနဲ့ပေါက်ပါကွာပစိန်လေးနဲ့ရသလောက်ငါအရင်ဆုံးပေါက်သွားမယ်ပြီးတာနဲ့ဒီโอเคပြီးတာနဲ့ငါဒီကနေပြီးတော့အပေါ်မှာခုနကတွေ့ရရွာကိုသွားရမယ်ဟုတ်တယ်ရွာလေးပဲကဲပြေးကွာဟဲ့ပြေးပြီဟဲ့ဝေးငါပြေးတာအထောင်မကြောက်လားမသိဘူးနားလေဟာဘာများရှိနေမှာလဲလို့ပြေးလိုက်အောင်မယ်ပြီးတော့ဟိုမှာခုနကမှဇွန်မီသားဒီမှာတစ်တာလေးတစ်ခုတွေ့နေရပဲနားလေလို့နားလေဟာဟဲ့ငါများကန်ကောင်းချက်ဒီမှာတရွင်းများတွေ့ပြီရှဲပဲဒီမှာ golden x တွေ့ပြီဗျာ golden တရွင်းများထပ်တွေ့ရဗျာဒီမှာဘောင်းပြီးဒီမှာဖနက်ပြီးတော့ဒီမှာလည်းဖနက်ဒါလေးယူမယ်နက်ကက်လေးယူမယ်အိုင်အွန်လေးယူမယ်ပြီးရင်ငါဘာလုပ်ရမလဲဆိုတော့ I don't know တော့ဘောင်းမီတစ်ထည့်ဝေးမယ်ဖနက်စီးမယ်ရွှေဖနက်နဲ့ကိုတော့ချောပါနော်ကဲဒီတော့ငါဒီမှာဟာမသိတော့ကွာကဲအပေါ်တက်မယ်တော့တဲ့ဒီကနေပြီးတော့သွားမယ်ဒီနားမှာဘာရှိမှာလဲဟာဟေ့အောင်မြင်းမြူကြီးပဲရှေ့မှာမြင်းမြူကြီးတွေ့နေရပဲကွာမိုက်တယ်โอเคမြင်းမြူကြီးကိုငါလောဆယ်စီးလို့မရသေးနွားသိရအရင်လိုသေးတယ်နွားသိရတော့မရှိဘူးကွာနွားသိရပြီးမှငါသွားခရက်ရမယ်ဆိုတော့လောဆယ်အပေါ်မှာခုနကမှရွာတွေ့တယ်အဲ့ရွာကငါအရင်ဆုံးသွားကြည့်ရမယ်ရွာထဲမှာဘာရှိမှာလဲပေါ်မှာကျွဲကြီးရငါလာကြိုနေကိုကျွဲရေကဲအခုလောဆယ်ငါဒီဟာရှောက်ကြည့်နေမယ်အစားမှာငါလောဆယ်လိုရမယ်ရာဒီနားလေးမှာငါတွေ့ခဲ့တဲ့မီးသွေးလေးအရင်တူးပြီးတော့မှအပေါ်တက်သွားရင်အပေါ်မှာရွာလဲတွေ့မှာပေါ့ဒါနဲ့ဒီနားလေးကဂူလေးကဆက်စုခြင်းနေရာလေးကဲဒီထဲမှာဘာရှိမှာလဲကျုံလာခက်ခဲများကြံတန်းစေတာကြီးတို့အေးစိဟိုင်မင်းတို့ငါ့ကိုအဲ့လိုများတယ်ကွာမင်းတို့နှစ်ကောင်ကြီးရောများတယ်ငါအေးစိနေရလာနေလို့ခွာလို့သွားဒီထဲမှာဘာရှိနေပါလဲမီးနေကူလီတိတ်ကိုလှပတာပါလေလားနေပေါက်တူးရှာလိုက်အောင်မယ်တူးအောင်ငါဘွားမပြီးဒီမှာခုနကငါခရီပါတွေးလိုက်သလိုခံစားရတယ်နော်စိမ့်လေးမြင်လိုက်သလိုဟဲစတာတော့စပြုတ်ကြတာရောတူးလိုက်အောင်မယ်တော်
ငါတန်ကြားရနော်ဇော်မီတန်ကြားသလိုပဲဒီနေ့ရင်ခုံမှုကောင်းတာကွာဒီနာဘာဖြစ်တူးလက်စားနဲ့တူးလိုက်အောင်ကိုလုံးနဲ့ကိုပဲနော်မင်းတို့ပောက်ကွဲတာမင်းတို့လုံးတူးရမှာငါအလုံးပြီးရင်ညကြရင်တော့မောင်မဲနဲ့မနေချင်ဘူးမင်းညတော့မောင်မဲနဲ့အဲဒီကိုတောင်းကောင်းလေးမှာကတ်ပြီးတော့တနာကမားလေးငါနေရတဲ့အဖြစ်မျိုးဖြစ်ချင်ဘူးခုလောတယ်ညငါနိုင်မှာခရီးပါတန်ကြားသလိုပဲဟဲ့ဟာတော်ဆိုးကောင်းကွာငါထင်နေငါလာမှာခရီးပါရောက်နေလို့ငါထင်နေကဲတော်သေးအောင်နေ့ချိန်လေးဆိုတော့အခုငါရဲ့ပစ္စည်းလေးပြန်ရအောင်မယ်လို့မျှော်လင့်ပါတယ်အမြန်သွားကြပါပေါ့ကွာချီပဲဒီနားမှာဂူလေးတကူရှိမယ်နော် right ဟိုမှာမြင်နေရတယ်အဲ့ကူပဲဖြစ်ရမယ်ကွာဘာဖြစ်ငါခုနကကောက်ထားတဲ့ဥစ္စာလေးပျောက်ဆုံးမသွားခင်မှာငါအရင်ဆုံးသွားပြီးတော့အဲ့ဒါသွားကောက်အောင်မယ်အဲ့ဒါအရေးကြီးတယ် yes ဒီမှာတွေ့ပြီတွေ့ပြီကဲကွာရရဥစ္စာလေးအရင်ယူမယ်ဟိုပေါ်မှာဘာကြီးလဲတော်ပြီနော်ဟဲ့တော်ပြီလေမနှော့ဟာခရီးပါဘယ်နှကောင်ရှိသေးလဲမရှိအောင်မလားတော်သေးတယ်ဖက်နဲ့ပေါင်းမိလေးနဲ့ကောင်းနေရတယ်မီးတွေးလေးရတယ်ဆိုတော့မစိုးပါဘူးခုနအတိုင်းပါပဲတိတ်တော့ထွေထူးသွားတာမဟုတ်ပါဘူးကဲငါကောက်တဲ့ပစ္စည်းကိုကုန်ပြန်ရတယ်လို့ပဲနော်ကဲပါလေဒီဘက်ကဘာရှိလဲကြောင်သားလေးချိန်မွနေတာတိတ်ကိုလှတာပဲကွာမီလေးပြုတ်ကြနေလှတယ်ကွာဒီလိုမျိုးလှတဲ့နေရာလေးဟိုဒီဂိမ်းလေးကဆွားတယ်အရန်ကိုရတာရှိခါအောင်မဒါပေမဲ့ပဲနေမင်းလမ်းရှောင်လားဟာဟမ်ရောငါရှေ့ကပဲလာနေရဟာဟိုမဲခေါင်းနေလာခါသွားတယ်ဗါမင်းကျတဲ့လိုခုံတန်းမှာရပါတယ်ရခုံတန်းကြည့်မယ်ပဲနေဆရာမဟိုမှာမင်းပပခရီပါအထဲမှာမင်းလုံးလိုက်မယ်စာဦးတွေပြေးမနေနဲ့ငါခုတ်မယ်ကဲတွေ့လားမတွေ့ဘူးနော်ငါလည်းအဲ့ကောင်ပဲကြောက်နေရတယ်ကွာဒီခရီပါကဲပါဒီညအတွက်စားစရာလေးတစ်ခုရခဲ့ပြီပြီးတော့ကျွန်တော်ဒီမှာတူးပြဆွစရာလေးလည်းရပြီဆိုတဲ့အခါကျတော့ကျွန်တော်လောက်တဲ့ခလိုက်ဟဲ့Okay ဒါလေးကျွန်တော်တူးအောင်မယ်လीနော် crack ကွာနေပါငါ credit တွေပဲဟိုဘယ်နားမှာထားခဲ့ရဟိုဟုတ်မှာမတွေ့Okay တော်သေးရပါ credit တွေပဲနဲ့အရန်မွေးနေလို့ပြီးတော့ဒီပေါက်တူးကတော်လိုအပ်တယ်ညကြလို့ရှိရင်ငါမီးထုံးပြီးတော့အဲ့လိုဟိုအောက်ထဲမှာငါဆက်ပြီးတူးနေလို့ရတာပေါ့ကွာနော်ဒီပေါက်တူးနဲ့ဆိုရင်လေကဲဒီတော့ဒီတော့ငါတူးမယ်ကွာတူးပြီးလို့ရှိရင်ဒီဟာရော yes ဟာဟျောင်းဒီကမီးသေးတော်များတာပဲကောင်းတယ်ဘာဖြစ်မီးသေးများတာအရန်ကိုကောင်းတယ်ငါမီးတွေထွန်းရတာပေါ့ကဲရနေငါတက်မယ်ကွာတက်မယ်နာတယ်လို့ဒီပြုတ်ကြတယ်တားနာပါဒီမှာဟိုရေကအပေါ်ထိရောက်တာပဲဒီရေနဲ့တက်မယ်လေရောက်ရေနဲ့တက်တယ်ကွာရေကူးတယ်ရေလုံးပြန်ပြီးကူးလို့ရမိုင်းဖက်ထဲမှာပဲရှိရနော်အပြင်မှာဆိုတည်ပါမယ်ညခုနကငါကင်ထားတဲ့ပေါက်တူကဘယ်ရောက်ပြုတ်ကြသွားတယ်ပေါက်တူမရှိတော့ဟာစိတ်ညစ်ပါရကွာဘာကြောင့်မှရွာရောက်တော့မှာလဲ anyway ဒီဘက်ကနေတက်မယ်လေ1 2 3 yeah let's go အေးအားရဒါကြီးဒီရွာဒီရွာကြီးကတိတ်ကိုမိုက်တာပဲမီးသွေးမြင်းနေဟာဟိုမှာရွာသားတွေဟာရငါရွာသားတွေတွေ့ပြီကွာ hello ဟာအောင်ရုပ်ကွာဟာဟာတော်မင်းတို့နဲ့ဟာနေရငါတို့အချိန်ကုန်တယ်ဒါလေးက hello ဝတ်သားစားခြင်းလို့ကိုကြီးညီလေးဝတ်သားစားခြင်းလို့ရောဝတ်သားစားရင်လည်းလို့ဘာကြီးလျှောက်ပြေးနေအောင်ဝတ်သားစားခြင်းနဲ့
မင်းစားပြီလားစားအေးဟုတ်တယ်မင်းစားပြီနော်ရရင်နော်မင်းစားပြီငါစားမယ်ကဲတဲ့အားပြီဒီပေါ်မှာအားရောက်ဟဲ့ဟာဥကိုလန်ဟာဒီရွာမှာဥကိုလန်ရှိရပဲဥကိုလန်ဘာလို့6ထဲမှာဆင်းနေရလဲပြောဥကိုလန်ဒီအောက်ထဲမှာဘာတွေတွေးလို့လဲဥကိုလန်ဟေးခင်ဗျာအောက်ထဲမှာပိတ်မိနေရတဲ့တူပါခင်ဗျားကြီးကအောက်ဆင်းနေရတယ်တူအားရောက်ညနေဆောင်းဝမ်းပြန်ပြီပဲနုံဒီခေါင်းနေငါရောက်ခေါင်းတီးခဲ့အောင်မယ်ဟဲဟိုအိမ်လေးကိုတော်တော်သဘောကျတယ်သူကခြေတန်းရှိအိမ်လေးဆိုတော့ဘယ်လိုမျိုးလေးလဲဆိုတော့ဟွာတဲ့လားဒီခြေတန်းရှိအိမ်လေးကမိုက်တယ်ဟိုရိုးအိမ်ထက်စားလို့ရှိရင်ဒီခြေတန်းရှိအိမ်လေးကတော့ဘယ်လိုကြည့်မိုက်တယ်ဒါလေးကဘာလေးလဲဟိုကရိုးမြည်ကြီးတုံးလေးမသိပါဘူးအိမ်ထင်းနေမြင်နေရအိမ်ထင်းအဲ့ရရောလူလည်းမရှိဘူးကောင်းချက်ပဲဒီအိမ်လေးကဒါငါဒီအိမ်လေးလိုချင်တယ်ဒီအိမ်လေးပိုင်ရှင်မရှိရင်ဒီအိမ်လေးနေချင်တယ်chess လဲရှိတယ်ဒါဘာလုပ်တဲ့ဟာဟေ့အောင်ဒါလေးကဘာလဲတန်လိုက်အိမ်မြောင်မှာရှိတယ်ငါကြည့်အောင်ပဲတန်လိုက်အိမ်မြောင်မကြည့်ဘူးတခါမှညပိုင်းညုံပြကြည့်ငါဟိုspawn point spawn တဲ့နေရာကိုသူပြတာထင်တယ်ကွာ spawn point ကိုသူပြတာငါအဲ့လိုမစိုးပါဘူးကို spawn တဲ့နေရာဘယ်နားမှာလဲပါလဲကြည့်လို့ရအောင်ပေါ့တလိုက်အိမ်မှာလည်းရှိရောလေမစိုးကျေးဇူးတင်နေဒီကိုကျေးဇူးတင်နေโอเคတလိုက်အိမ်မှာကင်ပြီးသွားလို့ရှင်လက်ထဲမှာမြင်နေရတယ်ဘယ်ဘက်ကိုချိန်တဲ့လက်ထဲမှာမြင်နေရတဲ့အတွက် animation လေးနဲ့မိုက်တယ်ကွာကဲဘာဖြစ်ငါဒီအိမ်မှာနေလို့မရအောင်ဖတ်မှရမယ်ဒါကြီးကဘာကြီးအောင်မဟဲ့အဝတ်ကြီးကွာအမေအဝတ်ကြီးကရမ်းမှရမ်းနေဟုတ်လိုက်လားဒီရွာဟဲ့တော့တယ်ဘူးမှမရှိဘူးဒီတညရောအေးလို့ဖက်တမ်းမယ်အောင်မဟောရွာသားစုံပြီလမ်းလျှောက်လာကောကွာနဲ့ငါလမ်းနှုတ်ဆက်နေရပဲဟယ်လိုမင်္ဂလာပါဟယ်လိုညီလေးဒီမှာလေးဟယ်လိုမင်္ဂလာပါဟယ်လိုဟယ်လိုအပေါ်တက်ရတာအခက်ခဲရှိလို့လားကိုကြီးပေါ်တက်ရတာအခက်ခဲရှိတယ်ညီလေးလမ်းခင်းမိမယ်ရောက်အမတက်ရလားတက်ပါကိုကြီးအားမနိုင်တက်ကြီးကတော့အခက်ခဲနေရပေါ့ရောက်တက်အတိုင်းလမ်းခင်းမိမယ်လေတက်လို့လာငါဒီရှိရရက်ပြရမှာလာလို့ခင်ဗျာဘယ်လိုဇွန်ဘီလဲပြောသူများရဲ့ဆိုအသေးအတန်နော်ခုနညီကိုဟဲကျွန်တော်အဲ့လိုကြည့်ချင်တယ်တမင်များခေါ်တာဟေးပြောပါတွေ့ဒီမှာဟယ်လိုမတွေ့ရဘူးကွာဒီဘဲနဲ့တော့ခက်ပြီအနားမှာရှိနေသေးလားဟယ်လိုဒီကြီးကဘာစားတော့ဆိုင်ကဘာကြီးလဲဘာတစ်တာမှလည်းမရှိဘူး crafting table လည်းမရှိဒီအိမ်ကဘာရိုး camping area လားမသိဘူးအလားဒီတိုင်းကြည့်ရနေငါသိပြီဒီတောင်ကိုမနဲ့မိုးလင်းလို့ရှိရင်ဟိုဘက်ချမ်းသာမှာငါအဲ့မှာ tree house ပါအပင်နဲ့အိမ်ကြီးတစ်ခုငါစောက်ပြရမယ်ဒီညတော့ငါဒီညမှာလည်းငါအေးဆေးအနားယူမှရမယ်ကွာကဲနောက်နေ့ကျရင်ငါဘာကြီးဆက်လုပ်မလဲဆိုတာမင်းတို့လည်းစောင့်ကြည့်လိုက်ကြကဲဒီညတော့ငါအိတ်လိုက်အောင်ပါကွာအားလုံးပဲ good night အိပ်ပြီတတာကဲအားလုံးပဲဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်channel လေးကိုလည်း like and subscribe လုပ်ခဲ့ပါအောင်နော်အားလုံးပဲ bye bye